ဂျယ်လာတစ်စိတ်ဂျယ်လီအမှုန့်တံမြာပြားရည်ဂျယ်လီပြုလုပ်ပုံအစဉ်အစဉ်ပါဝင်ပစ္စည်းများဂျယ်လီမှုန့်4 gram ရေ900 ml ပြားရည်140 ml တံမြာရည်30 ml ပြုလုပ်ပုံအစဉ်အစဉ်နံပါတ်1ဂျယ်လီအမှုန့်နှင့်ရေရောစပ်ပါအရေပျော်ဖို့မှွေလိုက်ပါ10မိနစ်ကြာထားပါနံပါတ်2မီးဖိုပေါ်တင်ပါအရေပျော်သည့်အထိမှွေပေးပါနံပါတ်3ပြားရည်ထည့်ပြီးပါဝင်ပစ္စည်းများရောနှောပါမီးဖိုကိုပိတ်လိုက်ပါနံပါတ်4တံမြာရည်ထည့်ပါထို့နောက်ကောင်းစွာမှွေပါပြင်ဆင်ထားသောခွက်ထဲသို့လောင်းထည့်ပါအမြုပ်များကိုဇွန်းဖြင့်ခတ်ထုတ်ပါ9မိနစ်လောက်ခဏထားပါထို့နောက်ရေခဲတစားထဲသို့ထည့်ပါဂျယ်လီအေးခဲသွားရင်ထုတ်ယူပြီးတစ်သီးများဖြင့်အလှဆင်ပါဂျယ်လာတစ်စိတ်ဂျယ်လီအမှုန့်ကိုမုန့်ဆိုင်များနှင့်အွန်လိုင်းတွင်ဝယ်ယူရရှိနိုင်ပါသည်